ပြည့်တစားလုပ်ငန်းဖြင့်အတန်မွေးနေတဲ့ပြည့်တစားမရဲ့ဝန်ထဲမှာသွားပြီးတော့ဝင်စားတယ်ကံကပို့ပြီဘယ်သူကပို့လဲအေးကံကပို့ပြီပရိသတ်တည်းရဲ့အထက်တန်းလွှမ်းမှာမဖြစ်ဘူးသွားပြီးအောက်တန်းစားမှာဘာဖြစ်လို့လဲပြောတဲ့စကားကအောက်တန်းစားတွေပြောတဲ့စကားကဘယ်သူအေးဘောအောက်တန်းစားတွေပြောတဲ့စကားပြောတော့အောက်တန်းစားပို့တော့တာပေါ့ပရိသတ်အဲ့ဒါနဲ့ပြည်တသာမဝဲနဲ့သွားဝင်စားပြီးတော့အဲ့ဒီပြည်တသာမက9လနဲ့10လဖွာတဲ့အခါကျတော့ဟဲ့ပါလေးတော့ယောက်ျားလေးဟာယောက်ျားလေးဆိုရင်ငါတို့နဲ့တူတူထားလို့မဖြစ်ဘူးအဲ့ဒါဘာမှလည်းအဖော်ရမှာမဟုတ်ဘူးအဲ့တော့ဘာလုပ်လဲဟဲ့ဒီခလေးသုတ်တန်မှာသွားပြစ်လိုက်ကြတဲ့ဘာမှသွားပြစ်သုတ်တန်မှာသွားပြီးတော့ပြည်တသာမကပြစ်ခိုင်းတယ်တဲ့အဲ့ဒါဘယသိုင်ကိုဝစီကံကိုထံပြန်ဗါတဲ့လေဒါကြောင့်ဆိုကြည်သာမှာကိုဝစီကံကိုထံပြန်ပဲ့တင်တန်းနဲ့တထထဲကိုဝစီကံကိုထံပြန်ပဲ့တင်တန်းနဲ့တထထဲအေးပရိသတ်တေပဲ့တင်တန်းထွက်တဲ့လှိုင်ကောင်းကြီးထဲမှာတောင်ကောင်းကြီးထဲမှာသွားပြီးတော့អော်လိုက်ပါဟေ့လို့អော်ရင်ဟေ့လို့ပဲလှိုင်ကောင်းကြီးထဲကအတန်ထွက်လာမယ်အဖေလို့អော်လိုက်ရင်လည်းပဲလှိုင်ကောင်းကြီးထဲကအတန်ကအဖေလို့ပဲပဲ့တင်တန်းပြန်ထွက်မယ်ထိုနည်းတူစွာပဲဒီအလုပ်တွေကိုလုံးမဲ့အစားဓာတ်တွေပြင်းစင်နေမဲ့အစားဒီဆွန်းတွေကတ်နေမဲ့အစားအမိုက်ပုံမှာသွားပြလိုက်တာမှမြတ်သေးတယ်လို့အဲ့ဒီလိုပြောခဲ့တဲ့ကုမာရတတို့သားဟာပြည်တသာမကဘယ်မှာသွားပြတယ်လဲတုတ်တန်ဝါကအမိုက်ပုံမှာသွားပြီးတော့ပြခိုင်းတယ်တဲ့အဲ့ဒီတော့အမိုက်ပုံမှာသွားပြီးတော့ပြခိုင်းတော့အဲ့ဒီကလေးမွေးကစားနေတာရဲလေးပြေးတိုင်းတညာလုံးနဲ့ကြည့်ရတဲ့ပုံစံကညနေစောင်းမွေးပုံရတယ်ဒီကလေးမွေးပြီးတော့ဒီကလေးသွားပြတာတညာလုံးမနေ့မိုးတော့အလင်းရောက်တဲ့အခါမှာဘုရားရှင်ကိုတော်မြတ်ကတပ္ပိညုတရွှေဉာဏ်တော်ကိုယ်ရကိုဖြန့်ကျက်ပြီးတော့လောကအလုံးကိုဆင်ခြင်ပြီးတော့ကြည့်လိုက်တာဘယ်တတ္တဝါဝင်နေရဒီနေ့ငါဘုရားကယ်မရမလဲဘယ်တတ္တဝါဝင်နေရအကြောင်းပြုပြီးတော့ဘယ်သူတွေကြွတန်းဝင်ကြမလဲလို့ဘုရားမြတ်စွာအာယုံတက်တဲ့အချိန်မှာဇေတဝန်ရွှေကြောင်းတော်ခန္ဓာကိုယ်ဒီတိုက်တော်ကနေပြီးတော့လောကရွှေဉာဏ်တော်ကိုယ်ရဲ့ဖြန့်ကျက်ပြီးတော့ကြည်တော်မူလိုက်တဲ့အခါမှာ